Hello. Good morning, good evening, good afternoon. အားလုံးပဲမင်္ဂလာရှိသောနေ့ကမှာလို့အရောက်စီတိုင်းကိုဖျားသခင်တာ၍ကောင်းချီးပေးပါစေကျမတို့ဒီနေ့ကဘယ်ကစရမလဲဆိုတော့မြန်မာနိုင်ငံမှာခရစ်တက်ကရစ်2000လုံးကဧဝံဂေလိထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခရစ်တက်ကရစ်2000ဆိုတော့အခုဘယ်လောက်ရှိသွားပြီလဲအနည်း20နဲ့6နှစ်ရှိသွားပြီနော်20နဲ့6ဆိုတော့ဥပမာဒီဧဝံဂေလိဆရာဒေသနာဆရာတွေက2ယောက်ထွက်သွားရင်လူက4ယောက်ပြန်ထွက်လာရအောင်ယုံကြည်သူနော်ဒီလိုနှုံးသားနဲ့တက်ကရစ်2000မှာအကြီးအကျယ်နော်ဧဝံဂေလိတွေထိုးဖောက်ကြတယ်ဧဝံဂေလိထိုးဖောက်တဲ့အချိန်မှာပြီးတော့ gospel တခြင်းကလည်းထွက်လာနော်ကျမလည်းအရန်ကြိုက်အဲ့တခြင်းချီးမွမ်းတိုင်းကိုးကွယ်တိုင်းမြန်မာနိုင်ငံအတွက်စက္ကန့်တိုင်းမှာကျမအဲ့တခြင်းကိုသိဆိုတယ်မြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံအတွက်လားမြန်မာနိုင်ငံအတွက်ခရစ်တော်ဖြစ်ရမယ်မြန်မာပြည်သားတိုင်းခရစ်တော်သိရမယ်ဆိုတာလေနော်သိရမှာပြောတာတင်ယုံနာမယုံနာတင်ကိစ္စဒါပေမဲ့ခရစ်တော်ကဘာလို့လဲဆိုတာတင်သိရမှာဒီအတွက်ကြီးပဲချက်နဲ့ဆုတောင်းတဲ့လူတွေနော်ဧဝံဂေလိပြောတဲ့သူတွေအများကြီးပဲနော်ထိုးဖောက်ကြတယ်ထိုးဖောက်တဲ့အချိန်မှာမြောက်များစွာသောလက်ခံယုံကြည်သူတွေထွက်လာကြတယ်ဘသူတွေလဲဆိုလို့ရှိရင်ဥမာလဲဆိုင်လို့မအောင်မြင်တဲ့သူတွေတရိတ်ဆန်မွေးလို့မအောင်မြင်တဲ့သူတွေနော်ကြာရှုံးသွားတဲ့သူတွေဆုတောင်းရင်းနဲ့လမ်းပြောင်းနေတဲ့သူတွေပြီးလို့ရှိရင်စ조사ရင်းနဲ့နင်းမြုပ်နေတဲ့သူတွေနော်အများကြီးပဲထွက်လာကြတယ်အများကြီးပဲဖျားတကယ်အရှိမဒူးထောက်ကြတယ်အဲ့တော့ဆရာဦးမြင့်ချစ်တို့ဆရာဦးအကေတို့နော် for gospel မှာနော်ဆရာဦးမြင့်ချစ်တို့အတင်းကဘာလဲဒီအောင်မေ့နေပြီပြီးမှ for gospel ရထွက်လာတာနော်ဆရာဦးအကေတို့ကျမတို့အိမ်ကိုဆရာဦးအကေလေမနေ့တိုင်ရောက်တယ်နော်တပတ်တစ်ခါအပတ်တိုင်းသူရောက်တယ်နော်ရောက်တဲ့အခါမှာစနေနေ့လို့တောက်ကြနေ့မနေ့လို့စနေနေ့မနေ့လို့သူရောက်လာပြီးတော့ကျမတို့နဲ့အတူတူလာစီဝေးတယ်ပြီးတော့သမီးတွေရဲ့မွေးနေ့ကိုသူကမှတ်ထားတယ်နော်မှတ်ထားပြီးတော့မဖြစ်လို့ဆိုသမီးတွေကအဲ့ဒီမှာပဲဆရာဦးအိုကေစမှာပဲနှစ်ချင်းခံခဲ့တယ်ဆိုတော့မှတ်ထားပြီးတော့လာဆူတောင်းပေးတယ်နောက်ပြီးလို့ရှိရင်သူ့စိတ်ထဲမှာဘုရားသခင်တိုးထိလိုက်တော့သူဆူတောင်းတဲ့အချိန်မှာကျမတို့စီသွားပါလို့ပြောတဲ့အခါမှာသူရောက်လာတယ်ရောက်လာတဲ့အခါမှာကျမတို့မိသားစုကလည်းတည်တော်မှာညဆိုလို့ရှိရင်7 နာရီအဲ့လိုမျိုးပါမနေ့ကျရင်ထတာနောက်ကျရလေပြီးတော့ယထာမလောအကုန်းကဘူရာအိမ်လေးမှာပဲမိသားစု၄ယောက်နေကြတဲ့အခါကျတော့အိမ်ရှိမှာပဲတစ်ဖွဲ့သမီး2ယောက်ကအိမ်ထဲမှာနှခမ်းပဲရှိတာကိုအိမ်ရှိတစ်ဖွဲ့နောက်တစ်ဖွဲ့နဲ့ဆိုတော့နော်ဆိုတော့ဆရာကအပြင်ကရောက်လာပြီးဆိုကျမတို့မှာ brownie ဆိုတဲ့ခွေးလေးတစ်ကောင်မွေးတာတဲ့ခွေးလေးမခွေးအကြီးကြီးနော်ကျမတို့ရွာသားကြီးကအိမ်အောက်မှာလာပေါက်တဲ့အင်းနဲ့မြေခွေးအဆက်နဲ့ပေါင်းထားပြီးတော့မှမွေးလာတဲ့ခွေးသေးလေးကနေခွေးအကြီးကြီးဖြစ်လာပြီသူသွားတဲ့ညသူလိုက်တယ်ဆိုတော့သူ့နာမည် brownie တဲ့ဆရာဦးကလာလို့ရှိရင်သူထင်းရက်လေးတစ်လုံးကြိုင်လာ brownie လို့ခွဲဦးကလည်းအမီးလေးနာမည်တော့ထင်းရက်တွေကျွေးပြီးကျမတို့လည်းကြပြဆက်အတန်ကြပြီဆိုသိတော့မလားအဲ့ရကြပြလူလဲထားအဲ့ရတော့တခါတည်းကန်ကက်ပြီးထိတ်မှလှိတ်ထားလိုက်နော်လှိတ်ထားလိုက်ပြီးတော့ဆရာ good morning ဆိုရင်ကျမတို့က good morning ပါကျမတို့မိသားစုကနှုတ်ဆက်ပြီးတော့အဲ့ဒါဖျားပိုင်ဆူတောင်းအဲ့နဲ့ကျမတို့ဘာမှမပြောရအောင်နော်ကျမတို့ခက်ခဲပါတယ်လမ်းမရှိဘူးလမ်းပြောင်းနေတယ်နော်ဘာမှကျမတို့ပြောကြမလို့ဆရာကဘာပြောလဲဆိုလို့ရှိရင်ငွေအနောက်ကိုမလိုက်ပါနဲ့နော်တကယ်တမ်းကျတော့မလေးရှားတောက်လျှောက်ကျမလိုက်ပြီးပြုတ်ပြုံပြီးသွားပြီနော်ပြုတ်ပြုံပြီးသွားပြီကုန်ပြီးသွားပြီပြီးလို့ရှိရင်
မြစ်ကြီးနားဝရဇုစတူဇုဘက်မှာကျမတို့ရွှေမော်တွေမှာရွှေချင်းတွေတူပြီးသွားပြီကြောက်လဲရှုံပြီးသွားပြီဖျားတကယ်ပို့တာလေပို့တာနော်ရှုံပြီးသွားပြီကုန်ပြီးသွားပြီဖျားတခြားအဲ့ရတလဲစောင်းတစ်ထည်နဲ့မိသားစုတွေအမှလာကွေးနေတဲ့အချိန်ပေါ့အဲ့ဆရာအဲ့လိုပြောတယ်ကိုကတော့ဘာမှမပြောဘူးလေနော်အဲ့နဲ့မလိုက်နဲ့တဲ့ငွေကကိုအနောက်ကိုလိုက်ခဲ့ရမယ်တဲ့နော်ငွေကကိုအနောက်ကိုလိုက်ရမယ်တဲ့နိုင်ငံတော်နဲ့ဖြောက်မှတ်ချင်းဆိုတဲ့ဖျားသခင်ထံမှာစီးကပ်ချင်းနော်ဖျားသခင်ရဲ့နှစ်သက်တဲ့နီးဥပဒေတထဲမှာကိုရှိခြင်းကတဲ့ငွေကကိုအနောက်ကိုလိုက်လာမှာဖြစ်တယ်တဲ့ငွေအနောက်ကိုလိုက်ဆရာမလိုဘူးတဲ့နော်ဆရာဦးကေနော်ဟိုတလောကနေမကောင်းလို့ကြားတယ်ဆူတောင်းပေးတယ်နော်ကျမတို့ဘာဖြစ်လို့လဲဆိုတော့ဆရာတို့လိုမျိုးဒီလိုအတင်းသူအတင်းသားအပေါ်မှာမေတ္တာထားပြီးတော့တအိမ်တက်တအိမ်ဆင်းနော်လာရောက်ပြီးမိတ္တဟာရဖွဲ့ပြီးတော့မှဆူတောင်းကောင်းကြီးပေးတယ်ဆိုတာကလွယ်တဲ့ကိစ္စမဟုတ်ကျမတို့ပဲဟိုဘုရားသခင်အရှိမအခွင့်ဒုက္ခလူစမ်းစားလားမသိပါဘူးကြည့်ရတာလေလူကတော့ဘာမှမဟုတ်ဘူးပေါ့နော်လူကတော့ဘာမှမဟုတ်ဘူးဒါပေမဲ့ဘုရားသခင်ရဲ့အဲ့တော့လည်းမသိဘူးပေါ့နော်ဘုရားသခင်ငါတို့ဒီလိုမျိုးဒရိတ်ကျဲဆရာဆိုဆရာဥကေလို့သူကဆိုဒရိတ်ကျဲလို့သူတခါမှမပြောရမ်းချစ်ဖို့ကောင်းတဲ့ဆရာနော်တခါမှမပြောသူကားနဲ့သူလာတယ်သူအလိုလိုသူလာတယ်နော်မဖိတ်လည်းမဖိတ်ဘူးဒါပေမဲ့သူစိတ်ထဲမှာတိုးထိတိုင်းသူရောက်လာတယ်နော်မကြလေးရောက်လာတယ်ဆိုတော့ကျမတို့ ਨੇ မစိမ့်ဘူးပေါ့ကျမတို့လည်းသူကအမြဲတမ်းခွန်အားပေးတယ်ပြီးတော့ကျမတို့သူကြည့်တယ်သိလားကျမတို့သူကြည့်ပြီးသူကပြောလဲဆိုတော့ဖျားသခင်အတုံးပြုမဲ့နီလန်းရှိတယ်တဲ့အဲ့နဲ့စိတ်ထဲမှာလေတော့ကိုရေတွက်လိုက်တယ်ငါဒါလုပ်ပြီးငါဒီလိုသွားပြီးဒီလိုဖြစ်ပြီးဒီလိုလုပ်ပြီးဒီလိုရှုံးပြီးဒီလိုရင်းနေပြီးကိုပြန်တွက်တယ်ဆိုတော့ဘယ်နည်းကြံနော်ဘယ်နည်းကြံသေးလဲဖျားသခင်အရှိမငုတ်တုတ်ထိုင်နေတဲ့အချိန်မှာလဲကိုရောဘယ်နည်းကြံသေးလဲနော်ဘယ်နည်းကြံသေးလဲကျမကြည့်ရတော့ကျမနီလန်းကုန်ကျမနီလန်းကတော့ကုန်သွားပြီနော်ဒါပေမဲ့ဆရာဦးကေပြောတဲ့စကားကိုလည်းအများအားကျမမှတ်မိနေတယ်နော်မှတ်ထားတယ်ဆိုတော့အဲ့ဒါကဘယ်နှစ်ခုနှစ်လောက်ကလဲဆိုတော့နေအောင်ကျမပြပြမယ်2005 2005မှာ2006လောက်မှာဟုတ်တယ်နော်2006လောက်မှာဖြစ်ဆို2009ဆိုကျမတို့ထွက်ပြီလေထိုင်းကိုထွက်ပြီအဲ့ဒါနဲ့ကျမတို့အဲ့ဆရာကအဲ့လိုပြောလိုက်တဲ့အခါမှာအများနဲ့ခွန်အားလာပေးတဲ့အခါမှာဒီငွေနဲ့ပတ်သက်တာကိုအာယုံမဆိုင်ဖို့သူသိတယ်ကျမကိုကြည့်ပြီးတော့လေကျမဘာမှသူ့ကိုဖွင့်မပြောဘူးဒါပေမဲ့သူသိတယ်ဘယ်လိုသိလဲဆိုတော့ကျမငွေအနောက်ကိုလိုက်ရင်အလုံးနဲ့လုံးမရင်ကျမအရင်မောနေပြီဆိုတော့သူသိတယ်သူ့ရင်ထဲမှာဖွင့်ပြတယ်ဖျားဖွင့်ပြတယ်အဲ့ဒါနဲ့အဲ့လိုပြောပြီးတော့ကျမတို့ထွက်လာတဲ့အခါမှာဆရာကလည်းမနှုတ်ဆက်ဖြစ်ပါဘူးနော်မနှုတ်ဆက်ဖြစ်ပြီးကျမတို့ထွက်လာတယ်အဲ့လိုင်းပေါ်မှာကျမတွေးလိုက်တဲ့အချက်လက်တွေထဲမှာငွေလိုလို့ဆိုတဲ့စကားကိုကျမနည်းနည်းရှင်းပြချင်တယ်နော်အခုကျမဒီ online ကိုတက်လာတဲ့အခါမှာနိုးစော်မှုတစ်ခုနဲ့ကျမဖျားသခင်ကိုကျမဘာပြောလဲဆိုလို့ရှိရင်ဟုတ်တယ်ကျမတို့အင်ဝန်ကလေးတွေအတီးဟုတ်လားကျမကိုဖျားသခင်ပြုပြင်ခြင်းအဖြစ်အုံပြန်มาတော့၎င်းမလေးရှားမှာတော့၎င်းနော်နှစ်နဲ့ချီပြီးတော့နှစ်ကို10နဲ့ချီတော့အကုန်လုံးအုံပြန်ကမလေးရှားကိုပေါအောင်ကျမတို့16နှစ်လောက်ရှိတယ်နော်လမ်းပေါ်မှာပဲကလေးတွေလည်းအကုန်လုံးအသက်တွေပါတယ်ရကုန်ရောနော်အဲ့ဒါဆိုတော့ကျမဘာလုပ်ရမလဲအခုဒီကိုရောက်တဲ့ခါကျတော့ကျမဘာလုပ်ရမလဲကိုတော့ကျမဘာလုပ်ရမလဲဘာမှလုပ်စရာမရှိလားမရှိရင်ကိုတော့ခေါ်မယ်ဆိုရင်ခေါ်လို့ရပြီနော်ခေါ်မယ်ဆိုရင်ကိုတော့ခေါ်လို့ရပြီကျမအချိန်ကလည်းတိတ်မရှိတော့ဘူးဟိုအိုနာဂျိုကအရန်ကြီးတိလို့မရွယ်ပလဲသေးကျမတို့အမေလေကျမတို့အမေကိုကျမကြည့်ပြီးတော့ကျမတို့အမေခေါ်တော်မူခြင်းခံရတဲ့အခါမှာကျမအရန် falter ဖြစ်တယ်ဆိုတော့ဘယ်လိုပြောမလဲနှလုံးသားထဲမှာလေအရေးယိုပြီးတော့ကျမလေတခါတဲ့ဟိုတိဆောက်ထားတဲ့ရွယ်ချက်တခါတဲ့ကျမပြိုရတာမရည်ရွယ်တော့ဘာမှမရည်ရွယ်နိုင်တော့ဘာမှလည်းကျမမမျှော်လင့်နိုင်တော့ဖျားသခင်ငိမ့်ချမ်းလိုက်တာမမီးကိုကိုခေါ်လိုက်တာငိမ့်ချမ်းလိုက်တာပြည့်စုံလိုက်တာပျော်ရွှင်လိုက်တာအိုးကျမတို့ကောင်းကင်နိုင်ငံမှာဆိုကျမအဖေရှိတယ်ကျမအမေရှိတယ်ကျမဦးလေးရှိတယ်ကျမအဒေါ်ရှိတယ်ကျမအဖွားရှိတယ်ကျမအဖိုးရှိတယ်နော်နောက်ပြီးလို့ရှိရင်ကျမအဖိုးလေးရှိတယ်ကျမအဖွားလေးတွေရှိတယ်အဖွားရဲ့ညီမလေးအဖွားရဲ့မောင်လေး
နော်ကျမတို့အမျိုးတွေတအုပ်ကြီးနော်ကောင်းကင်နိုင်ငံမှာကျမတို့အမျိုးတွေတအုပ်ကြီးနောက်ပြီးလို့ရှိရင်ကျမတို့အကိုရှိတယ်နော်အခုဆိုကျမတို့အမေရောက်သွားတော့တအုံတတိုင်းတိုင်းလို့နော်ကျမကိုယ့်ရဲ့စိတ်ထဲမှာပေါ့တကယ်တမ်းကျတော့သူတို့ဖျားသခင်စီမှာလုံးဝ rest and peace နော်အဲ့ဒါကိုကြည့်ပြီးကျမရဲ့ရည်ရွယ်ချက်တွေဒီလိုလုပ်မယ်ဟိုလိုလုပ်မယ်ဒီလိုသွားမယ်ဒီလိုသွားလာမယ်ဒီလိုပြတ်မယ်အဲ့လိုမျိုးတွေဘာတစ်ခုမှမရှိတော့ဘဲနဲ့စိတ်ထဲမှာဘာပဲတောင်းတလာလဲဆိုတော့ကိုရောအဝံဂေလိမပြောရဘူးကိုရောကောင်းမြတ်ကြောင်းကိုကျမမပြောရဘူးဆိုရင်ကိုရောသိမ်းလို့ရပြီဒီလောက်အခြေအနေနဲ့ဒီလောက်အသက်အရွယ်ကဖျားသခင်ကိုရောထားမယ်ဆိုရင်တော့ဆက်ပြောမယ်ကိုရောမထားဘူးဆိုရင်လည်းရှေ့တာလေတရားကျမအမအမြဲတမ်းပြောလဲနင်ကဖျားကိုပြန်ပြီးတော့ဆရာလုပ်တယ်ညီနေရထိုင်ရတာညီငွေနေပြီနော်အဲ့နဲ့ကျမကအဲ့ဒီလူတွေငွေလို့တယ်ဆိုတဲ့လူတွေကိုကျမပြောချင်တာကတင်တော့အဲ့လိုမျိုးပေါ့နော်အဲ့ဒီငွေလို့ကျမပြောတယ်ကျမတက်လာတာကအခုကျမမှာ follower 500k ရှိတယ်အားလုံး totally ပေါင်းမယ်ဆိုအစ်တက်ပုံများတယ်ပေါ့နော်ဒါကကျမလောက်တာမဟုတ်ဘူးဖျားသခင်ကသူ့ရဲ့ဒေသနာအတွက်တခြားဆရာသမားတွေလည်းဒီလိုပဲအားလုံးဝုန်းနဲ့တက်သွားကြတာနော်ကျမတို့ကကျမထက်တော်ကျမထက်တက်ကျမထက်နားလေကျမထက်တာပြီးတော့ဖះကိုဆက်ကပ်ပြီးတော့မှဖះသခင်အထဲမှာအနှစ်3 4 50ရှိတဲ့လူတွေအများကြီးမနေ့ကကျမပြောလာကျမတို့ကပြစ်ပြေးသမားတွေ comment တွေနော်ပြစ်လိုက်တယ်ပြေးသွားတယ်ကျဲလိုက်တယ်တွားလိုက်တယ်အဲ့လိုမျိုးပေါက်လာပြီးဆိုလို့ရှိရင်ဟိုကနေလှမ်းဖုံးဆက်ဘယ်အတင်းတော့တွားဒါပေမဲ့အုံးပြန်မှာကျတော့ကျမတက်တည်ခံပေးအောင်မယ်အဲ့ဒီအုံးပြန်ကိစ္စအောင်အဲ့ဒါဘာလဲဆိုလို့ရှိရင်အဲ့ဒီမှာကျမတို့အဲ့လိုသွားတဲ့ခါမှာအဲ့လိုမျိုးတွေပေါ့နော်ကျမပြောချင်တာပေါ့ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒီ online မှာတက်လာတဲ့ခါမှာအန်ဒီရရှိတယ်နော်စိတ်မကြည်တဲ့လူတွေ့ရင်ကိုတခါတော့တုတ်ထည့်လိုက်တာအကြီးကြီးပဲအမလေးပြကင်းသေးပါအဲ့လိုမျိုးနော်တခါတော့စော်ထည့်လိုက်တာသူဘာအကြောင်းကိုရည်ရွယ်ပြီးတော့ဘလို့ပြောလဲဆိုတာကိုမစင်စားတော့တခါတော့ဟို30 second view ရတယ်လို့ပဲတခါတော့ဆိုတော့တခါတော့တုတ်ထည့်လိုက်ရောတချို့ angry ပေးထည့်လိုက်တယ်အဲ့လိုမျိုးအဲ့တော့သူ့ရဲ့သဘောနဲ့မတိုက်ဆိုင်လို့ပေးလိုက်တယ်ဆိုတော့ကျွန်မကနားလေတယ်နော်ဆိုတော့ပြောပြရမယ်ဆိုငွေလိုလို့ online ပေါ်တက်လာတယ်ဆိုတဲ့စကားနဲ့ပတ်သက်ပြီးအခုကျွန်မမှာရှိတဲ့ green color တွေရော red color တွေရောဘာ color တွေအစုံပဲနော်အဲ့ဒီ color တွေအစုံတွေမှာတချို့ကဘယ်လိုခံစားရလဲဆိုဟာ color နေပြီးငါတို့ဘာလုပ်အောင်လဲအထပဲကပြအောင်လားဖေမဲလုပ်ပြအောင်လားနောက်ပြီးလို့ရှိရင်အတော်အထွားပဲဝတ်ပြီးတော့ dance ပဲဆွဲပြမလားတခါလေယောဂတွေဖြစ်ကုန်လားနော်တခါလေကြော်ပဲတက်ကြော်ရမှာလှော်ပဲတက်လှော်ရမှာဒါမှမဟုတ်တခါလေဟိုဘာပဲထက်လှော်ရမလဲတခါလေနီလာပြီးဆိုလူတွေကမခံနိုင်တော့တခါတစ်ခုမဟုတ်တစ်ခုတက်ပြီးတော့လှုပ်ကြရောတိလိုက်တယ်ကြည့်လိုက်တော့အော်ဒါဆိုသူအကောင့်မှာ follower တွေမှာနီနေပြီနော်သိတယ်နော်အဲ့ဒါကြောင့်မို့လို့ပြောချင်တာကဒီ Facebook ဆိုတဲ့ဒီအရာကြီးကရနိုင်တယ်ဆိုလို့ရှိရင်လေအခုမှbrain pop တို့ဘာလို့လိုမျိုးနော်အဲ့လိုမျိုးလူငယ်တွေလေအဲ့လိုမျိုးတက်လာတာဆိုတော့ကျမတို့ထောက်ခံတယ်သူတေချာဂဂနာလေ့လာပြီးတော့နားလည်ပြီးတော့အချက်အလက်နဲ့ထောက်ပြတာဥမာဒေါက်တာ Heaven တို့လိုမျိုးနော်သူတို့ interview တော့ကျမမကြိုက်ဒါတိုက်ထားပြီးသားနော်ကိုလက်တံပြောနော်ကျမကြိုက်တယ်လက်တံပြောကိုနားလေသူတို့ဖျားသခင်ကိုဖွင့်ပြတယ်လို့ပြောနော်ဘာဖြစ်လဲဆိုထိတွေ့တဲ့လူကထိတွေ့သွားမှာပဲအံ့ဩတဲ့လူကအံ့ဩသွားမှာပဲနောက်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲစုံစမ်းမင်းများသိချင်တဲ့လူကတော့တော့သူရောက်လာမှာပဲဘာဖြစ်လို့လဲဆိုတော့ဒီအရာကတကယ်ကိုပြောတဲ့လူကသာလွယ်ပေမဲ့ကျမတို့ထာဝရဘုရားရဲ့တမန်ကျမ်းစာမှာဘာဖြစ်လို့ကျမထာဝရဘုရားရဲ့တမန်ကျမ်းစာလို့ကျမထည့်ပြီးပြောဆိုလောကကြီးမှာကျမ်းစာတွေအများကြီးနော်ဒါကြောင့်မလို့ကျမတို့ကွက်ပြပြသိရအောင်ထာဝရဘုရားရဲ့တမန်ကျမ်းစာမှာဘာဘယ်လိုပါလဲဆိုလို့ရှိရင်ဘုရားသခင်ထာဝရဘုရားကရွေးချယ်ပြီးတော့မခေါ်ထားရဲ့ယေရှုခရစ်တော်အစီကိုဘယ်သူမှမရောက်လာနိုင်ဘူးဒါလေးကိုကျွန်မပြောပြချင်တာဖြစ်တယ်ငကိုကရွေးထားပြီးသားဆိုတော့သူဘယ်လိုပဲဘယ်အခြေအနေပဲဘယ်နေရာပဲဒီလိုပဲရောက်နေသူကရောက်လာတာနော်မိသားစုနဲ့စံကျင်ပဲဖြစ်ပြီးရောက်လာတဲ့အသင်းတော်နဲ့စံကျင်ပဲဖြစ်ပြီးရောက်လာတဲ့နေရာထိုင်ခင်းအတွက်စံကျင်ပဲဖြစ်ပြီးရောက်လာတဲ့ဘဝပြက်ပြီးရောက်လာတဲ့ကျိုးပဲ့ပြီးရောက်လာတဲ့နီးမျိုးစုံနဲ့ရောက်လာကြတယ်နော်နီးမျိုးစုံနဲ့ရောက်လာကြတယ်အဲ့လိုရောက်လာတာကိုကျမတို့ကဂုံလဲဂုံယူတယ်လေးစားတာကျမတို့အတွက်မဟုတ်ဘူးအဲ့ဒါကိုယ့်အတွက်ပဲနော်ရောက်လာတဲ့လူရဲ့အတွက်ပဲထာဝရအသက်ဆိုတာကအခုကျမပြောတဲ့ခြေဆောင်ခြင်းနော်ခြေဆောင်ခြင်းတစ်ခါတည်းယူသွားတဲ့အခါမှာ3 နှစ်ခွဲကျမတို့ကကောင်းကင်နိုင်ငံမှာတခင်ဖျားနဲ့အတူတိုးတငယ်မင်္ဂလာဆောင်ဝဲဆိုတာကဒါကဖျားသခင်ကခိုင်းနှိုင်းပြီးတော့
ကျမတို့ကိုတခင်ဖျားနဲ့အတူစားပွဲတောက်ပွဲကျင်းပတာ banquet နော်စားတောက်ပွဲကျင်းပတာကိုဒီတိုးတငယ်မင်္ဂလာဆောင်ကအားလုံးတက်ပြီးတော့အဲ့ဒီမှာဆူရတဲ့လူမရတဲ့လူအကုန်လုံးဖျားသခင်ကချီးမွမ်းခြင်းဖွင့်တဲ့တာဓုတစ္ဆာရှိသောငယ်သားကောင်းပါညာအကုန်လုံးအမခန္ဓာကိုယ်ကဝိညာဏခန္ဓာကိုယ်နဲ့တက်သွားတဲ့သူတွေကတော့ share ပဲဒါပေမဲ့တေးပြီးမှအပေါ်မှာအိပ်ပျော်နေတဲ့ဝိညာဉ်နဲ့ခန္ဓာမြေကြီးတဲ့ခန္ဓာနဲ့ပြန်ပေါင်းပြီးတက်သွားတဲ့လူတွေအကုန်လုံးကဒီ rapture မှာအကုန်ထမယ်ကွာပြောချင်တာအဲ့ဒါချီဆောင်ခြင်းမှာနော်အဲ့ဒါမှ3နှစ်ခွဲပြီးတဲ့အခါမှာအဲ့ဒီ3နှစ်ခွဲကိုကျမတို့အပေါ်မှာကျင်းပနေတဲ့အချိန်မှာဒီအောက်မှာပြဿနာပေါင်း3,600,000 3,600,000ငါမို့မဲခေါင်းပါမဲခေါင်းဘုံကြလာမဲတပ်ပြတ်မဲလူရက်မဲ rapture ပြီးသွားတော့လေဒီတက်ဆိုင်ရာသူတွေကအကုန်လုံးတယောက်ကျမပြောရလား let behind Nicolas Cage ကိုကြည့်ကြပါလို့နော်ကြံခဲ့တဲ့လူတွေအများကြီးကြံခဲ့ရတဲ့လူတွေအများကြီးဒါပေမဲ့အဲ့ဒီကြံခဲ့ပြီးတော့ကျမတို့ survive လုပ်ဖို့ကကျမတို့မှာဘာတွေရှိရမလဲဆိုလို့ရှိရင်နံပါတ်1ကျမတို့ Israel တွေကိုကူညီရမယ်ဒီလိုမျိုးအချက်အလက်တွေရှိတာပေါ့နော်ကဲထားလိုက်တော့အဲ့ဒီအချက်လက်တွေကျမထပ်ရှင်းနေမယ်ဆိုဗီဒီယိုရှိသွားမယ်နော်ဆရာပက်ထွေပြောထားတဲ့ဗျာဒိတ်ချန်ထဲမှာရှိတယ်အဲ့ဒီမှာသွားရောက်ပြီးတော့ကြည့်ရှုနားထောင်ပြီးသိချမှတ်တာကျမမှာဖိုင်တွဲလောက်ကိုရှိတယ်နော်အချိန်ပေးပြီးတော့ဘုရားသခင်ပေးတဲ့အချိန်မှာနှုတ်ကပတ်တော်ကိုတေချာဖတ်မိတဲ့လူဖတ်မိတယ်ကျမမရှိတဲ့နောက်ပိုင်းဖတ်မိတဲ့လူဖတ်လို့ရအောင်တေချာဖိုင်တွဲနဲ့ကိုရေးထားတာနော်ဒါကြောင့်မလို့ကျမပြောနေတဲ့သဘောငွေအနောက်ကိုလိုက်ခြင်းကလူအယမ်းပင်ပန်းစေတယ်ပြက်လဲပျက်စီးစေတယ်နော်ဘာထားလို့ထားလို့ရမှမသိတဲ့အခြေအနေမျိုးကိုကျမမဖြစ်စေချင်ဘူးကျမ်းစာဖတ်ပါစုတောင်းမှာဘုရားသခင်ဘာပြောခိုင်းလဲဆို66ကျမ်းမှာပြောစရာအများကြီးအခုကြည့်ဆရာဦးကေတို့လိုလူမျိုးတွေနော်ဆရာဂျပ်ကုံအန်ဆရာနယ်ဆယ်ဆရာလူရွှေဆရာအမ်ရီကျမတို့ငယ်ရဆရာတွေနော်လူမှုရေးရမှာမရောက်ဖူးတဲ့အိမ်မတွေ့ဘူးတဲ့သူဖျားနာတဲ့အခါမှာမရောက်ဖူးတဲ့နေရာတွေတို့မှမရှိဘူးနော်အကုန်လုံးကိုဘာဖြစ်လဲအတင်းသူအတင်းသားတွေကိုတွားရောက်ခွန်အားပေးဆုတောင်းပေးတာဖြစ်တယ်ဟုတ်ပြီဒီလိုမျိုးဆရာတွေရှိတယ်လို့ဥမာဆရာပက်ထရစ်တို့လိုအဖွဲ့တွေကလည်းနော်ဧဝံဂေလိယထာတွေမှာကားတွေမှာနော်ဧဝံဂေလိသတင်းစကားဝေငှတဲ့အခါမှာနော်ဘူရာယုံတွေမှာနော်နောက်ပြီးလို့ရှိရင်နီးမျိုးစုံပဲအဲ့ဒီခေတ်တုန်းကအများကြီးပဲပြောနေအဲ့ဒီအချိန်မှာကျမတို့ကပျော်လို့ကောင်းလို့နော်ကျမတို့ကအဲ့လိုမျိုးနှုတ်ကပတ်တော်ထဲမှာတခါတည်းတစ်စိုက်တစ်မှတ်ထဲနဲ့ကျမတို့အဲ့လိုမျိုးတွားနေတဲ့အချိန်မှာဘုရားသခင်အတွက်လုံးမမြဖဏမရှိအစားအစာမရှိတောက်ဆရာမရှိခက်ခဲစွာနဲ့ချိုးကြံချေတာတဲ့လက်ဖက်တစ်ခွက်2ယောက်တောက်ပြီးတော့ဒီလိုမျိုးဧဝံဂေလိဒေသနာအတွက်လှုပ်ရှားနေတဲ့ဆရာသမားတွေအခုဆိုကျမတို့ရွယ်သူတွေပေါ့နော်60 80နီးပါးတွေ60 80 60 80တဲ့လေနော်အဲ့လိုမျိုးတွေအများကြီးဒါကကျမတကြောင်မို့ကျမ share ထားတာရှိတယ်မရဏတန်ရဲ့ evening မှာမြန်မာစံတော်ချိန်9နိုင်မှာ9နိုင်ကနေ10နိုင်9နိုင်အထိအဲ့ဒါမှာ Zoom မှာလာရောက်တွေ့ဆုံလို့ရတယ်နော်ကျမထပ် share ထားပေးမယ်ဟိုအပတ်ကလည်းကျမထပ် share ထားပေးတယ်ဒီအပတ်လည်းကျမထပ် share ပေးအောင်မယ်နော်ဒီနေ့ကကျမတို့မှာစနေနေ့ညနေခင်းဆိုတော့မြန်မာနိုင်ငံမှာစနေနေ့ညဖြစ်တယ်မနေ့ကျလို့ရှိရင်ဧဝံဂေလိဒေသနာတွေလာတော့မယ်ဧဝံဂေလိဒေသနာဆိုတာနှုတ်ကပတ်တော်လာတော့မယ်သင်းငွေနေ့9ရက်တင်ပထမနေ့ရဲ့သခင်ဖျားထမြောက်တဲ့နေ့နော်ဖြစ်တယ်ဥပုံနေ့လို့တော့မခေါ်ဘူးဥပုံနေ့ကစနေနေ့ဖြစ်တယ်နော်အဲ့ဒါကိုကျမတစ်ချက်ပြောချင်တယ်မနေ့ကကျမအသွေးသွင်းခြင်းမရှိအပြစ်လွတ်ခြင်းမရှိဘူးဆိုတော့သခင်ဖျားကားတိုင်ပေါ်မှာသွင်းတဲ့အသွေးတော်နဲ့စားခြင်းအသွေးကိုအသားစားပြီးအသွေးတောက်ခြင်းဒီဟုသောနော်ဒီဟုသောဆိုတာကိုယ့်ရဲ့စိတ်ထဲမှာငါဒီသခင်ဖျားနဲ့ဆက်ဆံတဲ့သူသခင်ဖျားနဲ့တလုံးတဝတည်းဖြစ်တဲ့သူလို့ကိုယ့်ရဲ့စိတ်ထဲမှာခံယူပြီးပွဲတော်မင်္ဂလာကိုယူကြပါနော်ငဇာကငါငဇာကိုဗိုက်ထဲကိုရောက်သွားတဲ့ခါမှာငဇာကိုဟမ်းမိတဲ့ခါမှာငကြိတ်နဲ့ချိတ်လို့ရတယ်ဆိုတဲ့ကိစ္စကိုကျမနည်းနည်းပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့သခင်ဖျားရဲ့အသားကိုမစားပဲအသွေးကိုမတောက်တဲ့လူကငါနဲ့မဆိုင်ဘူးလို့ပြောထားတယ်เนาะဒါကြောင့်မလို့ဒီရှင်ယောဟန်ထဲမှာတပည့်တော်တွေနဲ့သူတို့အခြေတင်နေဖြစ်ကြသေးတယ်เนาะအခြေတင်နေဖြစ်ကြသေးတယ်ဒါပြောချင်တာကဒီအသွေးအသားကိုစားတော့မှီဝဲခြင်းဆိုတဲ့ဒီပွဲတော်ကိုကျမတို့ဝင်ခြင်းဖြစ်တယ်ဒါကြောင့်ရက်ဝေးမှာရောက်နေတဲ့လူတွေပွဲတော်မစားကျမအနှစ်30မစားပြစ်ဘူးအားပေးလိုက်အောင်မယ်เนาะမစားပြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ့်အကိုဟိုဗါလဲကျမတို့အဖေဆုံးခြင်းကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ့်အကိုပြူလဲတာနော်ဖျားသခင်ကျမ
အဖေမရှိတော့ဘူးဖျားသခင်ကျမကူညီပေးမဲ့လူမရှိတော့ဘူးဖျားသခင်ကျမတို့ပညာသင်ကြားဖို့အမေမုတ်ဆုမပဲကြံတော့တယ်ဖျားအဲ့လိုမျိုးဖျားသခင်နဲ့ပြိုလဲပြီးတော့တခါတည်းပွားလိုက်တယ်5 6နှစ်နော်ပြီးတော့အတင်းတော်နဲ့လည်းဝေးအကုန်လုံးဝေးဆယ်ဝေးဖြစ်သွားအောင်နော်ဒါပေမဲ့ဖျားသခင်ကသူတတ်မှတ်ထားတဲ့သားသမီးကဘယ်အသက်ပဲအရွယ်ပဲဖြစ်ဖြစ်သူ့စီကိုပြန်ရောက်လာအောင်ညီမျိုးစုံနဲ့အမြဲတမ်းနမိတ်လက္ခဏာနဲ့ခေါ်ဆောင်လက်ရှိတယ်ဆိုတော့ကျွန်မတက်တည်ခံပါရစေလို့နော်ဒါကြောင့်မို့လို့အခုနငါးစာနဲ့ငါးနဲ့ချိတ်မိတဲ့အခါမှာမှစွဲတင်လိုက်ငါးပါသွားတယ်နော်ချီဆောင်ခြင်းလည်းဒီလိုပဲအဲ့ဒါဘယ်သူပြောပြလဲဆိုတော့ကျွန်မတို့ရဲ့အုံးပြန်မနေတော့ကဆရာယောလီဆိုတဲ့လီစုဆရာတယောက်ရှိတယ်နော်သူရရောက်လာခြင်းကျမတို့ကိုညနေခင်းအုံးပြမလေးတအားအေးတယ်ညနေခင်းမှလေနော်အုံးပြမတအားအေးတဲ့အခါကျတော့ညနေခင်းမှာအိမ်ကသူကတခြားတညမှာငုတ်တီးခုဖို့ခရမ်းညင်တီးခုဖို့တပတ်တကယ်ထွက်သွားကြတယ်ခကြီးတွေကဝေးတယ်လေ5 6မိုင်သွားရတယ်ဆိုတော့ချက်ချင်းပြန်မလာနိုင်ဘူးအဲ့မှာအဲ့ဒီလူရဲ့အိမ်ကိုသူပြန်လာတဲ့အခါမှာသူကလည်းတယောက်ထဲသမားဆိုတဲလေးပေါ့ကျမတို့အုံးပြန်မှာဆိုတဲတန်းရလေးတွဲလောင်းလေးတွေတွဲအဲ့မှာကျန်းစာတင်ပေးတယ်ဘယ်အချက်ကဘာကိုပြောခြင်းလဲဘယ်အချက်ကဘာကိုပြောခြင်းလဲအတီးအကြောင်းပြောမယ်အသက်တာအကြောင်းသူပြောမယ်ကျမတို့အများကြီးသူပြောခဲ့တယ်ဘယ်လောက်သူပြောခဲ့ဆို6 လတစ်နှစ်လောက်သူပြောခဲ့တယ်ပြောခဲ့တဲ့အချိန်မှာကျမတို့လည်းတကယ်ပဲဘယ်လိုပြောမယ်ဆိုလို့ရှိရင်ဝိညာဉ်ခွန်အားတွေအရန်တက်ခဲ့တယ်နော်အဲ့ဒီအချိန်မှာဆန်ငတ်နေတဲ့အချိန်လည်းဖြစ်တဲ့အခါကျတော့ကျမတို့လွန်ခဲ့တဲ့2000နဲ့8လောက်မှာဆရာတို့ရောက်ခဲ့တယ်နော်8လောက်မှာအုံးပြန်ကိုရောက်ခဲ့တယ်ကျမတို့လည်းရောက်ပြီးတော့တစ်နှစ်မှာဆရာတို့ရောက်ခဲ့တယ်အဲ့ဒါဆရာတေးချနော်တမီးတွေဆိုလို့ရှိရင်သူ့အိမ်မှာဘာဖြစ်လဲထမင်းချက်ကျွေးပြီးတော့ဇနီးမောင်တော်ညောင်အေးဝင်ကလေးနော်နှုတ်ကပတ်တော်ဒီတောတဲ့တောင်ထဲမှာခလေးတငယ်တွေခိုင်ခတ်မှုပေါ့နော်နှုတ်ကပတ်တော်တွေတေးချသူတို့တင်ပေးတယ်အဲ့ဒီအချိန်မှာနှစ်ချင်းနေကျမတို့နှစ်ချင်းနေတဲ့ကအများကြီးပဲကွဲပြားကြတဲ့လူတွေရှိတယ်နော်ကွဲပြားကြတဲ့လူတွေဥပမာကွာကွန်းကြိုက်တဲ့သူရှိတယ်ဆလေးကြိုက်တဲ့လူရှိတယ်အရက်ကြိုက်တဲ့လူရှိတယ်အဲ့ဒါနဲ့ဆရာတို့ကဘာပြောကြလဲဆိုပညာသမားပညာကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြီးတဲ့ခါကျတို့ကိုဘာမှမလိုက်လာနိုင်ဘူးနော်ပညာဆိုတာထက်ကိုလောက်ရမယ့်အသက်တာအပိုင်းဆိုတာဖြစ်တယ်နော်အသက်တာအပိုင်းကယ်တင်ခြင်းနဲ့မဆိုင်ဘူးကယ်တင်ခြင်းကတော့ဘာပဲဖြစ်ဖြစ်ဖျားသခင်ကအခမဲ့ပေးထားတယ်ဒါပေမဲ့အသက်တာပိုင်းကြတော့ကားတိုင်းဖြစ်သွားပြီကိုကားတိုင်းကိုထမ်းပြီးတော့ကိုကဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုကြိုက်တာတွေကိုညင်းပယ်ရမယ့်အချိန်ဖြစ်တယ်နော်ကိုကြိုက်တာတွေကိုနှစ်သက်တာတွေကိုဆွဲလန်းတာတွေအဲ့လိုမျိုးနော်ကျမတငယ်ချင်းတယောက်ကျမတို့ဒီအစိတ်30ပတ်ဝန်းကျင်တော့မလေးရှားမှာပေါ့ Marlboro Secret is special အဲ့လိုအချိန်မှာဘာပြောလဲသူမလီတဲ့ငါတဲ့ဒီဘာဖြစ်လဲဒီ secret မရှိငါတော့သေမှာပဲတဲ့အကယ်၍ပါပေါ့နော်ဒီ secret တွေဘာလဲစက်ယုံတွေအလုပ်ယုံတွေဖြတ်လိုက်မယ်ဆိုလို့ရှိရင် तू အဲ့လောက်ထိဆွဲတဲ့ तू 2ရက်ကိုတပူးလောက်ကိုမှာဘရိုနော်ဟိုတော့ကမလေးရှား ringgit 4 ringgit နဲ့50 cent လောက်ရှိတယ်နော်4 ringgit ကြော်ပေါ့နော်အဲ့လိုရှိတယ်ကျဥတကမ3 ringgit ပဲရှိတယ်နော်အဲ့လိုမျိုးအချိန်အဲ့ဒါနဲ့အခုသူမာဘရိုကုမ္ပဏီကမပြတ်ဘူးနော်ဒန်ဟဲလ်ကုမ္ပဏီကမပြတ်ဘူးသူကပြတ်သွားပြီနော်ပြောချင်တာကလေသူကပြတ်သွားပြီအဲ့ဒါကြောင့်ပြောချင်တာကငွေကိစ္စနဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင်ကျမတို့ဦးစားမပေးဖို့တစ်ချက်ပြောချင်တယ်မြန်မာနိုင်ငံရဲ့အခြေအနေကငွေမရှိရင်ထမင်းစားလို့မရဘူးဆိုတာဟုတ်တယ်မှန်တယ်ဒါပေမဲ့မနေ့မိုးလေးအလုံးမသွားခင်စက်ကပ်ပါဆူတောင်းပါတမချောင်းသာတပိုင်းမဆိုဖတ်သွားကြပါနော်ပြီးလို့ရှိရင်ချီးမွမ်းခြင်းတပုတ်အမြဲတမ်းကိုဖွင့်ပြီးသွားပါနောက်ပြီးလို့ရှိရင်တစ်နေ့လုံးစင်ရင်သုံးတတ်ပါတရားမို့ဆာလန်ချာနဲ့မှာဆာလန်ချာအခန်းကြီးတင်မှာမတရားသောသူတို့ဤတိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့ဤလမ်းတွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့ဤအစီအဝေး၌မထိုင်နော်ဒီလောက်စကားဆိုလူတိုင်းနားလဲပါတယ်နော်မတရားသောသူတို့တိုက်တွန်းခြင်းဆိုတာဘာကိုပြောနေတယ်လဲမတရားသောသူတို့တိုက်တွန်းခြင်းဆိုအခုမြန်မာနိုင်ငံမှာအရက်များလာတာမဟုတ်တာကိုအဟောက်လုပ်ပြီးပြောနေတဲ့စကားတွေမတရားသောသူတွေတိုက်တွန်းခြင်းပဲလူငယ်တွေကအရှိမမီအနောက်မမီသူများပြောတာနဲ့ရောင်ဝါးဝါးဖြစ်ပြီးတော့အခုကျမပြောပြမယ်
အခုအလဲပိုင်းမှာဖြစ်သွားတဲ့ပြဿနာတွေအကုန်လုံးကမတရားတဲ့သူတွေတိုက်တွန်းခြင်းကြောင့်ဖြစ်သွားတယ်ဆိုတာကျွန်မတစ်ချက်ပြောခြင်းတယ်အဲ့ဒီလူတွေအနောက်ကိုဘာလို့ထိကျွန်မပြောထားလဲဆိုလို့ရှိရင်အဟိတောဖေလဆိုတဲ့အကြက်အညံကသူများပျက်စီးကြောင်းကိုပေးတတ်တဲ့အကြံဉာဏ်ဖြစ်တယ်အဲ့ဒါဘာမှရှိတယ်တိုင်းပြည်တွေမှာရှိတယ်မြို့ရွာတွေမှာရှိတယ်အသင်းတော်တွေမှာရှိတယ်အိမ်တောင်တွေမှာရှိတယ်မိသားစုတွေမှာရှိတယ်ဆွေမျိုးတွေမှာရှိတယ်အဟိတောဖေလပေးသောအကြံကိုဒါဝိဒ်မင်းကဘလို့ဆုတောင်းလဲဆိုအဟိတောဖေလပေးတဲ့အကြံကိုဖျားသခင်ကိုရောတိုင်းဖျက်ပေးတော်မူပါလို့ဆုတောင်းခဲ့တဲ့ခါမှာသူ့အကြံအချက်တကယ်ပြတ်တယ်သူကသွားတတ်ဖို့သွားပြီးတော့အမှုတ်ချေဖို့သူအကြံဉာဏ်ပေးလိုက်တဲ့အခါမှာဒီဆုတောင်းနေတဲ့ဒါဝိဒ်မင်းနဲ့အတူတူဆုတောင်းနေတဲ့သူတွေဖျားသခင်ကဒါဝိဒ်မင်းရဲ့စကားကိုနားထောင်ပြီးဒီအဟိတောဖေလပေးတဲ့အကြံဆိုးအကြံရုပ်အကြံမကောင်းတဲ့အကြံကိုဖျက်သိမ်းလိုက်တဲ့အခါမှာရှင်ဘုရင်ကသူ့စကားနော်ဒီဒါဝိဒ်ရဲ့သားနော်ကသူ့စကားကိုသူ့အကြံဉာဏ်ကိုမယူဘဲနဲ့နော်သူ့အကြံဉာဏ်ကိုမယူဘဲနဲ့တခြားဒါဝိဒ်ပို့လိုက်တဲ့အကြံပေးအရာရှိတယောက်ရဲ့လွဲချော်ကြတဲ့စကားကိုနားထောင်ပြီးတော့လက်ခံလိုက်တဲ့အခါမှာနော်ဒီအဟိတောဖေလသူ့ကိုယ်သူသွားပြီးလေဆဲကြိုးချပြီးသူသိလိုက်တယ်နော်ဒါကြောင့်မလို့မတရားသောသူတို့ဤတိုက်တွန်းခြင်းဆိုတာနေရာတိုင်းမှာရှိနိုင်တယ်အထူးသဖြင့်အသင်းတော်ထဲမှာဟာပြန်ပြီမကြည့်ပါလားသူတို့ကဒီလိုဟိုလိုအဲ့လိုမျိုးတွေလေနော်အဲ့ဒီမတရားတဲ့သူတွေတိုက်တွန်းခြင်းတွေကအသင်းတော်မှာမရှိအောင်ထည့်ပြီးဆုတောင်းကြပါအိမ်နောက်နေမှာမရှိအောင်ထည့်ပြီးဆုတောင်းကြပါတယောက်နဲ့တယောက်နဲ့တီတိုပြောလာပြီးအလုတ်ထဲမှာပြောလာပြီးပတ်ဝန်းကျင်မှာပြောလာပြီးတနေရာမှာပြောလာပြီးဟဲ့ဆိုလို့ရှိရင်ကိုသတိထားလိုက်နော်ကိုသတိထားလိုက်ကျမတို့လည်းအယမ်းခံရတယ်အဲ့ဒါအယမ်းခံရတယ်မဟုတ်ဘဲနဲ့ဟုတ်ပါတယ်ဆိုပြောခံရတာအဲ့တော့ကိုကလည်းဂယုစိုက်တတ်တဲ့လူမဟုတ်ဘူးဆိုတော့လေဂယုစိုက်တတ်တဲ့လူမဟုတ်ဘူးဆိုတော့ကိုကဘာဖြစ်လဲဆိုတော့29ဂယုစိုက်တတ်တဲ့လူမဟုတ်ဘူးဆိုတော့ကိုကပြောလဲဘာမှပြဿနာဖြစ်လဲကိုကဂယုမစိုက်နောက်တနေရာသွားလိုက်တယ်အေးအဲ့လိုမျိုးဒါပေမဲ့မဖြစ်စေနဲ့ကိုအခြေအနေတစ်ခုကိုဖျက်ဆီးမဲ့သူများအကြံပေးတဲ့စကားတွေကိုလုံးဝဆုတောင်းပါအလုပ်ထဲသွားရင်လည်းအဟိတောဖေလပေးတဲ့အကြံတယောက်တိုက်တွန်းနိုးဆိုပြက်စီးမဲ့အကြံတွေအကုန်လုံးကိုဖျက်ဖို့မနဲ့မိုးလင်းသွားရင်တစ်နှစ်တာလုံးကိုဖျားသခင်လက်ဝဲမှာစက္ကန့်အနှံပြီးသွားကြဖို့ကျွန်မတိုက်တွန်းနိုးဆိုကြတာဖြစ်တယ်နော်မိသားစုကိုလည်းတခင်ဖျားကားထဲမှာသူနဲ့အသွေးတော်အဖြစ်ချွားလွှမ်းခြုံပြီးတော့နော်မကောင်းတဲ့စကားမကောင်းတဲ့အတွေးခေါ်မကောင်းတဲ့အယူဝါဒအခုအထူးသဖြင့်အမေရိကန်လိုနိုင်ငံမှာပို့ပြီးဆုတောင်းရမှာဖြစ်တယ်ဟုတ်ပြီမြန်မာနိုင်ငံကဆုတောင်းစရာမလိုလားမြန်မာနိုင်ငံပို့ပြီးဆိုပို့ရဆုတောင်းတဲ့သူတွေကဆုတောင်းဖို့ကျွန်မခွန်အားပေးချင်တာဖြစ်တယ်နော်တိုက်တွန်းနိုးဆိုတတ်တဲ့ဖြစ်စီတတ်တဲ့အကြံစိုးညံစိုးအတင်းပြောမှုတွေအကုန်လုံးကတခြားနေရာမှာအလုံးမလုပ်ဘူးတင်းတို့မှတ်ထားကြနော်ခရစ်တော်ကိုကိုးကွယ်ယုံကြည်တဲ့အတိုင်းအဝိုင်းထဲမှာပဲလုပ်တာဖြစ်တယ်ဘာလို့ဖို့လဲဟိုလူကဒီလိုဖြစ်တယ်ဒီလူကဒီလိုဖြစ်တယ်တက်တယ်မရှိဘူးဘာလို့ဖို့လဲနော်အဲ့ဒီတော့မတရားတော့သူတွေတိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့ဤလမ်းတွေမရက်မနေမထီမဲ့မြင်ပြုသောသူတို့၏အစီအဝေး၌မထိုင်နော်နောက်တစ်ချက်ကဘာပြောလဲထာဝရဘုရားဤတရားတော်ကိုနေညမပြတ်စင်ကြယ်အောင်မေ့သောသူတို့သည်ဆိုတာပါတယ်မျက်နှာမှာစိုက်လျက်အရွက်မညှိုးနွမ်းတတ်သောအပင်နဲ့တူတယ်လို့ပြောထားတယ်ဆိုတော့နေညမပြတ်ဘလို့စင်ကြယ်နေမလဲနေညမပြတ်ဘလို့စင်ကြယ်နေမလဲမနေ့ဖတ်သွားတဲ့ကျမ်းစာတစ်ပိုက်ကဥပမာဒီ gospel ကျမ်း၄ကျမ်းကယူရရှ်ကာရိုကျိုးသေးချပြီးတည်တဲ့ကျမ်းပိုက်တော့မဟုတ်ဘူးပေါ့နော်ကျမ်းစာတစ်ပိုက်သခင်ဖျားကလူနာတယောက်ကိုကောင်းစေတဲ့ကျမ်းပိုက်ဥပမာလူ9000ကိုမုတ်9လုံးနဲ့9နဲ့ကောင်နဲ့ကျွေးလိုက်တဲ့ကျမ်းပိုက်ဒီကျမ်းပိုက်ဒီမှာစနော်ဒီဓမ္မဟောင်းကျမ်းပိုက်တွေအကုန်လုံးထဲမှာတပိုက်ကိုဖတ်သွားပြီးခေါင်းထဲမှာတစ်ချက်တည်းပြစ်ထည့်လိုက်ပြစ်ထည့်ပြီးရင်တစ်နေ့လုံးစင်ကြယ်အောင်မေးဖျားသခင်ကိုရောဘာပြောခြင်းလဲကျွန်တော်နဲ့ပတ်သက်ပြီးကိုရောဘာပြောခြင်းဒီမနေ့ကိုရောဘာပြောမလဲညကျရင်ကိုရောဘာပြောမယ်ကိုရောကျွန်တော်စကားပြောပါကျမကိုစကားပြောပါကျွန်တော်တို့ရှောက်ရတဲ့လမ်းတွေအရန်ကြမ်းတမ်းပါတယ်မြန်မာနိုင်ငံအတွက်အရန်ဝန်းနေရပါတယ်နော်မြန်မာနိုင်ငံအတွက်ကျမတို့ဆူတောင်းခဲ့လေပို့ပြီးဒုက္ခရောက်လေမြန်မာနိုင်ငံအတွက်ကောင်းကြီးပေးဆုတောင်းလေပို့ပြီးဒုက္ခရောက်လေပို့ပြီးမတရားတဲ့သူတွေတိုက်တွန်းနိုးတော့တရားကိုကြောက်တပ်ဖြစ်ဘာဖြစ်တယ်ညာဖြစ်တယ်တခါတည်းသိတယ်မဟုတ်လားလှော်နေကြတာ
မြန်မာနိုင်ငံကိုလေသူတို့ဒဲအိုးတစ်ခုလိုထားပြီးတော့အပြင်ကနေတိတယ်မလားတခါတည်းအပြင်ကမဟုတ်ဒီလိုမျိုးဒီအဲ့ဒီဗဇက်သမားတွေလေအဲ့ဒီမတရားတဲ့သူတွေကဘာလို့သူတို့အဲ့လှော်တဲ့အကြီးကြီးနဲ့လှော်ထုတ်နေကြတာနော်မြန်မာနိုင်ငံကြီးပြိုလဲပြည့်စည်အောင်လူတွေတယောက်ကိုတယောက်မချစ်နိုင်အောင်လူတွေတယောက်ကိုတယောက်မခင်နိုင်အောင်ခလေးတွေတယောက်ကိုတယောက် PDF ခလေးတယောက်တယောက်မုံတီးအောင်သူတို့လှော်နေကြတာဖြစ်တယ်ဒီအတွက်အဓိကတစ်ချက်လေးမဆိုဆုတောင်းနေတဲ့သူတိုင်းမနေ့တိုင်းဆရာမနီနီရှင်ဆုတောင်းတယ်နော်အဲ့ဒီဆုတောင်းမှလည်းပါဝင်ရဆရာမနီနီရှင်ဆုတောင်းတာလေကျမမိတ်ဆွေပါပြောသလားအဲ့ဆရာမသတင်းကြော်ရနေတာလားမသိအပြည့်စုံလေးသူဆုတောင်းတာလေနော်သူပြည့်စုံလေးဆုတောင်းတဲ့အခါကျတော့အစုံပဲဟိုမြစ်ကြီးနားကနေစပြီးတော့ဟိုဒဝဲရေးဘိတ်ဒဝဲအထိအရှိကနေဟိုရှမ်းပြည်နယ်နဲ့အနောက်ဘက်ရွှေရခိုင်နေအထိနော်အဲ့ဒီအထိကိုသူကဆုတောင်းတာကျိုးပဲ့ကန်းခကြီးသွားတဲ့သူတွေအတွက်မှအကုန်လုံးပြည့်စုံဆုတောင်းတယ်ရမနဲ့ခင်မနဲ့တည်းလဲဆရာမနီနီရှင်နဲ့အတူဆုတောင်းကြပါဆရာမြတ်နေရဲ့9မိနစ်စာတရားဒေသနာထဲမှာလဲတစ်နှစ်တာနောက်ဆုံးကိုကျမ်းစာမဖတ်နိုင်အောင်ဟုတ်ဆရာမြတ်နေရဲ့9မိနစ်စာဒေသနာမှာပြောလိုက်တဲ့အချက်တစ်ချက်ထာဝရဘုရားနဲ့မိခိုလို့ဆိုတဲ့ကျမ်းပိုက်လေးတဲ့သူ9မိနစ်စာဟောရတယ်အဲ့ဒီ9မိနစ်စာကိုပဲကိုယ်ကောင်းလုံးမှာထည့်သွားလိုက်ကိုယ်ကောင်းလုံးမှာထည့်သွားလိုက်နော်ဒီမနေ့ကဆိုလို့ရှိရင်ဒီကျမတို့မှာဆိုတော့မနေ့ပေါ့နော်စနေနေ့မနေ့မြန်မာပြည်မှာစနေနေ့ညဆရာပက်ထရစ်ည8နာရီဆိုအမြဲတမ်း live လာတယ်အဲ့ဒီ live မှာဒီအီရန်အီရတ်နော်ပြီးလို့ရှိရင် American England တရုတ်နော်နောက်ပြီးလို့ရှိရင် Russia နော်အကုန်လုံးအိန္ဒိယအကုန်လုံးကျန်းစာထဲမှာဘယ်လိုခေါ်ထားလဲဆိုတာကျန်းစာထဲမှာပါတဲ့နိုင်ငံတွေကြီးပဲဆိုတာရှင်းပြထားတယ်ဒါမျိုးကမ္ဘာရေးရကိုလေကျမတို့သိရမှာကျမတို့ဘာကိုမှဟိုကလည်းမသိချင်ဒီဟာလည်းမသိချင်ဟိုကလည်းမတတ်ချင်လူတွေကမကောင်းပဲဟုတ်တယ်လူတွေကမကောင်းပဲပြောနေကြတာအဲ့ဒီမကောင်းတဲ့ပြောမကောင်းဘူးပြောတဲ့စာတန်ကတတ်တတ်ရှိတယ်နော်မကောင်းဘူးပြောတဲ့စာတန်ကတတ်တတ်ရှိတယ်ဒါကြောင့်မလို့မြန်မာနိုင်ငံကြီးကောင်းစားသွားမှာမြန်မာနိုင်ငံကြီးအောင်မြင်သွားမှာမြန်မာနိုင်ငံကြီးဟာလားလွတ်မြောက်စွာနဲ့ကိုပြည်နယ်နဲ့ကိုရက်တည်သွားနိုင်မှာဘယ်သူကအကြောက်ဆုံးလဲသိလားဘယ်သူအကြောက်ဆုံးလို့ထင်တယ်စာဒန်တင်တို့အထဲမှာအုပ်စိုးနေတဲ့စာဒန်ကအကြောက်ဆုံးခွင့်မလွတ်နိုင်ဘူးတယောက်ကိုတယောက်ခွင့်မလွတ်နိုင်ဘူးနော်ဒေါသတကြီးနဲ့လူမျိုးရေးစကားတွေဘာသာရေးစကားတွေမိုင်းခွဲစကားတွေမျိုးတုံးမဲ့စကားတွေအတကုံပြောတာဒါကြောင့်ဒီစကားတွေကိုခြေဖြတ်မဲ့အဟိတောဖေလစာဒန်ကိုယေရှုဖခင်ရဲ့နာမ၌ချီနှောင်ရမှာဒါကြောင့်မို့လို့ကျမ်းတစ်ပိုက်မှာဗာရေးထားလဲဆိုလို့ရှိရင်သခင်ခရစ်တော်ကိုယ်တိုင်ပြောတာနော်ဗာပြောလဲတရေအိမ်တွေကိုဝင်ခြင်းရင်တဲ့ဒီတရေအိမ်တွေကပစ္စည်းကိုလိုချင်ရင်ဒီတရေကိုအကုန်နော်ဒီတရေကိုအပြက်တိုက်ခိုက်ပြီးတော့ပေးချချီနှောင်တုတ်ပလိုက်နော်ဒီတရေကိုချုံနှောင်ထိုင်မှာသူ့အိမ်ထဲမှာရှိတဲ့ပစ္စည်းအကုန်ယူလို့ရတယ်တဲ့နော်ဒါကဒီ gospel ကျမ်းလေးကျမ်းမှာပြောထားတယ်ဒါကြောင့်မလို့ဒီစာရန်ဆိုဝိညာဉ်ဆိုနတ်ဆိုးတွေကမြန်မာနိုင်ငံလွတ်မြောက်သွားမှတေအောင်ကြောက်တယ်နှစ်အဆက်ဆက်ခေအဆက်ဆက်ကမြန်မာနိုင်ငံရဲ့လမ်းတရားတွေမြန်မာနိုင်ငံရဲ့မြို့ဝေမြို့ဝတွေမြန်မာနိုင်ငံရဲ့အဆောက်အဦတွေဟိုတုန်းကနော်ကျမတို့ငငယ်တုန်းကဆိုခေါင်းပြကြီးတို့ဘာလို့ညာတို့ကြားတာတွေ့လားအဲ့ဒါအမှန်မှတကယ်နော်သူတို့လူကိုတတ်ပြီးခေါင်းကိုဖြတ်ပြီးအသွေးကိုသွန်းပြီးတော့မြုပ်ထားတာနော်ဝိညာဉ်ဆိုးတွေကိုခေါ်ထည့်ထားတာဝိညာဉ်ဆိုးနတ်ဆိုးတွေကိုသူတို့ပတာခေါ်ပြီးတော့ဖိတ်ထားတာလူကတော့တေးတာနဲ့မယုံကြည်သည်အလျောက်သွားပြီးသခင်ဖျားရှိကိုယုံကြည်တဲ့လူကယုံကြည်တဲ့လူအလျောက်သခင်ဖျားရှိမှရောက်နေပြီဒါပေမဲ့ဒီအရာတွေကိုဘသူကနေပြီးတော့လှုပ်ရှားနေလဲဆိုစာရန်ဆိုဝိညာဉ်ဆိုနတ်ဆိုးတွေကလှုပ်နေတာဖြစ်တယ်ဒါတွေကိုအကောင်းဆိုပြီးတော့မခံယူစေချင်ဘူးဒါတွေကမြန်မာနိုင်ငံဒီအောင်မြင်သွားမဲ့နိုင်ငံဖြစ်တယ်ဆိုတော့စဉ်းစားကြည့်လေမြန်မာနိုင်ငံဘာကြောင့်မအောင်မြင်ရမလဲမြန်မာနိုင်ငံလောက်တယံဇာတပေါ်များတာအာရှမှာဘယ်နိုင်ငံမှမရှိဘူးတင်တို့သိထားအဲ့ဒါအမြဲတမ်းနော်ထိုင်းမှာလည်းမရှိဘူးစင်ကာပူမှာလည်းမရှိဘူးမလေးရှားမှာလည်းမရှိဘူးနော်ဂျပန်မှာလည်းမရှိဘူးကိုရီးယားမှာလည်းမရှိတင်တို့တဲ့အခုတိုးတက်နေပါတယ်ဆိုတော့တရုတ်မှာလည်းမရှိဘူးအားလုံးမြန်မာနိုင်ငံတည်းကပဲလာကလော်သွားတာတနိုင်ငံလုံးလာကလော်နေတာကိုယ်နိုင်ငံကကလော်ပြီးသူတို့နိုင်ငံချမ်းသာနေတာကိုယ်နိုင်ငံကလူကကြုံပဲဖြစ်နေရတယ်အဲ့ဒါဘာလို့လဲဆိုတော့မျက်စိဝိညာဉ်မျက်စိမရှိလို့ဝိညာဉ်မျက်စိမရှိလို့စုတောင်းမဲ့သူမရှိလို့စုတောင်းရင်လည်းဖျားသခင်ကျေးဇူးပါလေအဆားစားရင်လည်းမဖြစ်လေကောင်းကြီး
ကျမမြည်တယ်ဆူတောင်းကောင်းကြီးချပေးကိုတော်ချပေးအစာကျွေးကျေးဇူးကြည်လိုက်အိုအဖဆိုပြီးတော့နိုးမရဘူးအသက်အရွယ်နဲ့အလိုက်ဆူတောင်းချက်တွေမြင့်လာကြပါနော်ကိုမရှိတော့ပေမဲ့ငါတို့ဆူတောင်းလဲဘာမှမထူးဘူးလို့မပြောကြပါနဲ့တက်ကြီးရွယ်ဟိုအဖွားကြီးတွေအဖိုးကြီးတွေနော်ဆူတောင်းကြပါနော်ပြောချင်တာကမြန်မာနိုင်ငံရဲ့အရှိအနောက်တောင်မြောက်မှာမြောက်များဆိုတာတယံဇာတတဲမှာငါတို့စီးရဲသူစီးရဲသားတွေပိုးများနေတဲ့အကြောင်းကြီးဒီစာလန်ဆိုးဝิญဉ်ဆိုးနတ်ဆိုးတွေရဲ့ခြေလေမှုကြောင့်ဒီလိုဖြစ်နေတာတွေ့တော့ဟလားမင်းအောင်လည်းဒီချိန်လုံးရတရားချိန်တာအလကားသူလုံနေတာမဟုတ်ဘူးတင်တို့ယုံကြည်ကိုးကွယ်နေတဲ့ဒီအရာတွေနဲ့ပဲတင်တို့ပြန်တိုက်နေတာနော်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံဒီခရစ်တော်ကိုသိရမယ်လို့ပြောတဲ့အခါမှာတင်ယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေခရစ်တော်ကဘယ်သူလဲတော့တင်သိနေဖို့အရေးကြီးတယ်ဒီဖျားဒီကဲတင်တဲ့ဖျားဒီဖျားဒီမဆတဲ့ဖျားဒီဖျားဒီလူကိုပြုစုတဲ့ဖျားဒီဖျားဒီတက်တင်တဲ့တကွာကြွလာတဲ့ဖျားဆိုတာကိုကျွန်မခွန်အားပေးခြင်းတော့ဖြစ်တယ်နော်တလွဲမယူကြနဲ့နော်တလွဲမယူကြနဲ့နော်ဖျားသခင်ကခွန်အားပေးထားတဲ့ဖျားဖြစ်တယ်နော်တင်တို့ယုံကြည်တဲ့သူတိုင်းအတွက်အကျိုးနဲ့တက်တွေကိုပေးတယ်ဆိုတာကိုကျွန်မအဲ့ဒါပြောပြချင်တာဖြစ်တယ်အမှဒီနေ့တော့ကျွန်မ live လေးတက်ချင်လို့နော် live တက်ချင်မဲ့ဒီမှာအမြဲတမ်းဒီနေရာလေးတွေမှာပဲကျွန်မကသွားလာနေတဲ့အခါကျတော့ဟို public မဟုတ်လေနော်ဒီမှာ public မဟုတ်ဘူးဒီစနေနေ့ဆိုတော့တိုက်စိတ်ညင်တက်နေတဲ့နေရာလေးဆိုတော့ကျွန်မ live နဲ့တော့မပြောတော့ဒါပေမဲ့ live ကိုဘယ်အချိန်လောက်လုပ်ရင်ကောင်းမယ်ဆိုတာကိုကျွန်မစဉ်းစားလိုက်မယ်စဉ်းစားပြီးလို့ရှိရင်တရက်တော့ကျွန်မ live တက်အောင်မယ်နော်ဒါကြောင့်မလို့ကျွန်မပြောချင်တဲ့သဘောကအဓိကကျွန်မတို့ကစုတောင်းခြင်းအဖြစ်ကျွန်မတို့ဒီမောက်မာနေတဲ့တောင်ကြီးတွေကျွန်မတို့ဖြိုရမှာဖြစ်တယ်စုတောင်းခြင်းအဖြစ်ဂျိုင်ဝမ်ကြီးတွေဖြည့်ရမှာဖြစ်တယ်စုတောင်းခြင်းအဖြစ်ကျွန်မတို့အရာရာကိုတိုက်ထုတ်ရမှာဖြစ်တယ်အရှိမပြေးပြီးတနတ်နဲ့ဘုံနဲ့ကျဲနေတာထက်အနောက်ကစုတောင်းခြင်းကအဲ့ဒီအရှိမသွားတဲ့လူကိုခွန်အားဖြစ်စေတယ်လို့ကျွန်မခွန်အားပေးနေတာဖြစ်တယ်အခုဘိုးနဂါနဲ့ပတ်သက်ပြီးတော့နည်းနည်းထည့်ပြောမယ်နော်ကျွန်မသိလည်းမသိဘူးခင်လည်းမခင်ဘူးကျွန်မနိုင်ငံရေးသမားလည်းမဟုတ်ဘူးနိုင်ငံရေးအသိပညာလည်းကျွန်မမှာဘာမှမရှိဘူးလှဲလို့လည်းမတတ်ဘူးလိန်လို့လည်းမတတ်ဘူးကျွန်မဘယ်သူကမှနိုင်ငံရေး twist လည်းကျွန်မမတတ်ဘူးဒါပေမဲ့ဘိုးနဂါဒီလိုဖြစ်ပါတယ်လို့သူများတွေပြောလိုက်မှကျွန်မစိတ်ထဲမှာဘယ်လိုခံစားရကျွန်မမယုံဘူးဒါကိုစိတ်နဲ့နှိုင်းတာလေငါဆိုရင်အဲ့လိုလုပ်မလားဆိုတဲ့စိတ်မျိုးနဲ့ကျွန်မမယုံဘူးလက်မခံခဲ့ဘူးဘယ်နာမှာပဲရှိနော်အရေးချင်းရှိတဲ့ဒီ PDF ကလေးတွေအားလုံးကျွန်မပြောမယ်နော်ဟိုရေဘလူးမဆကိုဇွဲမဆနော်ဒီရွှေရခိုင်တို့မဆနော်ဒီကချင်လူမျိုးမနော်ဆရာကြီးကမ်ဖော်အဲ့စကားကျွန်မထစ်ပဲမနေ့ကပဲຫນွေဥဖုံပြောသွားတယ်နော်ခေါင်းဆောင်ကြီးတွေနော်ဒါတွေလူငယ်ပေမဲ့အတွေးအခေါ်နဲ့ဖျားသခင်တို့ကိုရွေးချယ်ပြီးခန့်ထားတယ်ဆိုတာကျွန်မပြောချင်တာဖြစ်တယ်နော်ကရင်မှာလည်းအဖွဲ့အစည်းတွေအများကြီးရှိတယ်လူငယ်အဖွဲ့အစည်းတွေအများကြီးရှိတယ်နော်ကရားမှာလည်းရှိတယ်မွန်မှာလည်းရှိတယ်နော်အကုန်လုံးရှိတယ်ရှိတဲ့ခါကျတော့ဒီလူငယ်တွေကဘာလဲဆိုလို့ရှိရင်တို့ကိုဥဆောင်နိုင်တဲ့ဉာဏ်ပညာဖျားပေးဖို့ငါတို့ဆုတောင်းပေးရမှာဖြစ်တယ်နော်တို့သွားတတ်ဖို့တယောက်ကိုတယောက်သွေးထိုးလှုပ်ဆော်တယ်လူအချင်းချင်းမြန်မာနိုင်ငံသူနိုင်ငံသားအချင်းချင်းတရုတ်နဲ့တိုက်နေတာလည်းမဟုတ်ဘူးအိန္ဒိယနဲ့တိုက်နေတာလည်းမဟုတ်ဘူးကျမတို့ဘယ်သူနဲ့မှစစ်ပွဲဖြစ်နေတာလည်းမဟုတ်တဲ့အတွက်နော်ကျမတို့တယောက်ကိုတယောက်ဒီအကြံစိုးညံစိုးပေးတတ်တဲ့အဟိတော်ဖေလာရဲ့စာတန်ကိုကျမတို့ဒီနေ့ကစပြီးစတင်ပြီးဖျက်ချဖို့ကျမတိုက်တွန်းနှိုးဆော်နေတာဖြစ်တယ်အရောက်စီတိုင်းဖျားသခင်ထမကောင်းကြီးမင်္ဂလာကျေးဇူးတော်နဲ့ညီသက်ချင်းကြွယ်ဝချမ်းသာခြင်းကိုသခင်ဖျားတွန်းလောင်းပေးပါစေ God bless you ပါ